0020 home button 1 UI home ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါလို့ကိုကြီးတန်းသူ YouTube channel နဲ့ကျွန်တော်ရဲ့ TikTok ပေါ့နော် social media တွေကြည့်နေတဲ့အများကြီးမတန်ဆွမ်းသူအများမြင်ကြီးကောင်မတွေအားလုံးပဲမင်္ဂလာပါဆိုတော့ဒီမှာကျွန်တော်တို့ဘက်ကနေပြီးတော့ပြုလုပ်နေတဲ့ဒီမြန်မာ TTS လေးပေါ့နော်တော်တော်များစိတ်ဝင်စားကြတယ် Android ရောဒီကွန်ပျူတာရောအတွက်ကိုကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်စကားဦးတန်းကျင်တာကတော့ဒီဘာပေါ့ကျွန်တော်တို့လုပ်တယ်ဆိုတာလဲဗျာအမှန်တိုင်းရိုးရိုးသားသားဝန်ခံကျွန်တော်တို့မှာက background support မရှိဘူးဗျာသိလားကို့မှာရှိတဲ့ဝန်နဲ့အားနဲ့အတက်နိုင်ဆုံးစူးစမ်းပြီးတော့မှကျွန်တော်ဖန်တီးနေရတာဖြစ်တဲ့အတွက်ဒီအကောင့်တစ်ကအကောင့်ဆုံးအမိုက်စားလမ်းပြန်ထွက်နေတဲ့အနေအထားမျိုးကြီးကတော့လောလောဆယ်မှာကျွန်တော်မျှော်လင့်လို့မရသေးဘူးပေါ့နော်ဆိုတော့ဒီ TTS အတန်လေးကိုကျွန်တော်လာမိတ်ဆက်တာပါအခုကတော့ကျွန်တော်တို့ဒီ Android ပေါ်မှာပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ရအောင်နော်ဒီအတန်လေးတွေကိုကျွန်တော်နမူနာအနေနဲ့ပဲပြပေးချင်ပါတယ်ကျွန်တော်ခုနတင်ပြခဲ့သလိုမျိုးဒီ TTS မြန်မာ TTS ကကနဦးစမ်းသပ်ဆဲအစ်စ်မှာပဲရှိသေးတာဖြစ်တဲ့အတွက်လမ်းပြန်ထွက်နေအောင်ကောင်းတဲ့အနေအထားမျိုးတော့လည်းမရှိဘူးပေါ့နော်ရိုးရိုးသားသားပြောရင် very impressive ပေါ့နော်အဲ့လိုမျိုးအနေအထားတော့မရှိသေးဘူးဆိုတော့ကျွန်တော်တို့ဒီ TTS ကိုအတန်တွဲပြီးတော့မှတစ်ချက်ကြည့်မယ်နော် PDF file 没读，今天刚上家的。3.9 MB received ကျွန်တော်နီလာအတန်နဲ့ပေါ့နော်အတန်နိုင်ဆုံးကပြောင်းလုပ်ပြီးတာပေါ့နော် 没读，切你我龙。 8.4 MB received PDF file 没读，切呀先杀，切呀先送。 ဒါကဟွာပေါ့နော်အတန်ဟွာပေါ့နော်တစ်ချက် 没读，阿瑞切公家比嘞个家帮手。 42.9 MB received 11:14 AM has one reply viewed 49,664 times ကျွန်တော်ဖုန်းကလည်းအတန်အရင်မကောင်းတာဖြစ်တဲ့အတွက်နည်းနည်းဒီအတန်ကြားရုံလောက်ပဲကျွန်တော်လည်းတင်ပြပေးလို့ရတာပေါ့နော် PDF file 没读，查不出读呀。 5.8 MB received at 11:14 AM back button ဒါကဒီ book for you လားမသိဘူးဒီစာအုပ် channel ရဲ့ဒီ PDF စာအုပ်လေးတင်ထားတဲ့ဟွာလေးပေါ့နော်မြန်မာစာလေးကိုကျွန်တော်လိုက်ဖတ်ပြနော် PDF file 没读，切一个多呀，就七八十的。 10.5 MB received at 11:13 AM June 5th 昂温谁给呀？啥欧呀？苏西木。 right arrow curving up received at 3:57 PDF file 昂温谁给呀？路丢抓个西巴。 35.5 MB received at 3:52 X playback button PDF file 昂温谁给呀？后面有选抓你台吗？ 58.2 MB received at 3:56 PM as 10 replies viewed 72,945 times ဒါတွေကတော့ဒီအောင်ဝဲစိတ်ပညာပေါ့နော် 4 comments button ဒီမှာ English language 切你啊，没见呀的啥欧瑞的嘛嘞个巴嘞。 https://click PDF file နိုင်ဝင်ဆွေးကြီးစံလန်တို့ရဲမတရားကြညာ downloaded 0KB at 1.4 MB back button ဒါကတော့ကျွန်တော်တို့ဒီမြန်မာဒီအတန် TTS တန်လေးကိုကျွန်တော်ဖုန်းမှာတုံးပြတာဖြစ်ပါတယ်ကျွန်တော်ပြောခဲ့သလိုပဲအရင်ကြီးတော့ဟိုဖြစ်မှာမဟုတ်သေးဘူးပေါ့နော်အတန်အတွက်အနေထားကတော့ဟိုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တခုကြေညာချင်တာလေးတခုရှိပါတယ်အခုလာမဲ့ဒီ2026ပေါ့နော်ဒီဂျွန်လ26ရက်နေ့ည9:00နာရီမှာကျွန်တော်ဒီဟိုပေါ့နော် LDB Living Dignity ကနေပြီးတော့ပြုလုပ်မဲ့ဟိုလေးတစ်ခုရှိတယ်ပေါ့နော်ဘယ်လိုပြောမလဲဒီဟို app မိတ်ဆက်ပွဲလေးတစ်ခုရှိတယ်ဗျာအဲ့တော့အဲ့ဒီပွဲလေးမှာဒါအခုလာမဲ့တောက်ကြနေဖြစ်မှာပေါ့နော်တောက်ကြနေ2026ဇွန်လ26ရက်နေ့ည9:00နာရီမှာ Zoom ကနေပြီးတော့မှကျွန်တော်တို့app မိတ်ဆက်ပွဲလေးရှိပါတယ်ကိုဝင်းရွှေတို့ရဲ့ LDB Living Dignity for the Blind ကနေပြီးတော့မှသူတို့ဒီမျက်မြင်တွေအသုံးပြုတဲ့ app လေးတစ်ခုကိုမိတ်ဆက်သွားဖို့ရှိပါတယ်ဆိုတော့အဲ့ဒါကိုမဖြစ်မနေတက်ရောက်ကြဖို့အတွက်လည်းစိတ်ပါဝင်စားတဲ့ဒီနည်းပညာစိတ်ပါဝင်စားတဲ့မျက်မြင်ကြီးကောင်မတွေတက်ရောက်လို့ရပါတယ်အဲ့ဒီ Zoom link ကိုတော့ကျွန်တော်ကိုဝင်းရွှေတို့ကျွန်တော် channel တွေဘာတွေကနေပြီးတော့မှကျွန်တော်တင်ပြပေးမှာ Zoom link ကို share ပေးသွားမှာဖြစ်ပါတယ်เนาะအကြောင်းအရာနဲ့တကွာပေါ့เนาะအဲ့တော့ဘယ်လို app မျိုးလေးတွေမိတ်ဆက်ပေးသွားမလဲဆိုတာကိုတော့စိတ်ပါဝင်စားတဲ့လူတွေအဲ့နေကြလို့ရှိရင်ပေါ့เนาะအခုလာမယ့်2026ဇွန်လ26ရက်နေ့ည9:00နာရီ Zoom meeting မှာတက်ရောက်ပြီးတော့မှစိတ်လှုပ်ရှားသွားနဲ့စောင့်ကြည့်လေ့လာလို့ရပါတယ်ဗောနော်ဒီအဲ့ဒီ app မိတ်ဆက်ပွဲလေးကဘယ်လိုအကြောင်းအရာဖြစ်မလဲဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်လို့ရပါတယ်โอเคဒါကတော့ကျွန်တော်တို့ဖုန်းအတွက်ဖြစ်ပါတယ်ဒါကွန်ပျူတာကိုတစ်ချက်သွားပြီးတော့လေ့လာကြည့်အောင်เนาะဒါကျွန်တော်အခုလာကွန်ပျူတာဘက်ကိုတစ်ချက်သွားမယ်ဗောနော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကခုနကလည်းဒီ Android မှာဒီအတန်လေးနည်းနည်းrun desktop title notepad ပေါ့နော် notepad oh sorry no speed WS from EC နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာအတန်ပေါ့နော်အတန်လေးကိုနမူနာဟွာဖြစ်ကြအောင်နော်တဝေထူနော်နာတဝေကနာတုတ်နာငီတဝေထူကအကင်းရနောက်လာရဲ့လာကင်းရဲ့လာကင်းရဲ့လာအရေးတယ်လားတလွဲလားတုတ်နာတဝေကနေကောထားစင်ထူဒါသူ့ရဲ့အတန်လေးပေါ့နော်ဟိုအတန်
ဟုတ်ပြီအဲ့တော့ကျွန်တော်ကြည့်မယ်ဗျာကြည့်မယ်ဆိုတော့က တဝေထူနာငီတဝေထူကနေငါအကက်လာဝေးစားနေကောင်းလား ဟုတ်ပြီနော်ဒီမှာနေကောင်းလားပေါ့နော် နေကောင်းလား ဟုတ်ပြီဒါကတော့သူ့ရဲ့ဟိုတခြားဟိုအင်္ဂလိပ် TDS ကိုမတွဲဘဲနဲ့ဗျာဓာတ်ရိုက်သုံးတာပေါ့ဒီမှာကြတော့ MVDA မှာကြတော့ဗျာအဲ့တော့အနေနဲ့သုံးတာပေါ့နော်ကျွန်တော်တို့ဒီ NHM မြန်မာ TDS လိုမျိုးသူကတော့ setup file တော့မဟုတ်ဘူး နေကောင်းလား အဲ့တော့ ကရနာအကျန်းမရနောက်အောက်လာရဲ့ဝေးစားနေချမ်းမှာရဲ့လား နော် အာနာအကက်တော့ပါရရဲ့ပါစတာဝရအကက်ရဲ့အစင်ပြေပါတယ် နော်ဒါက ကျမ်းမာရဲ့လားနေကောင်းလားကျမ်းမာရဲ့လားအစင်ပြေပါတယ် ဒါကတော့ဒီအခုကျွန်တော်တို့လုပ်နေတဲ့ဒီ TDS ပေါ့နော် Android ရဲ့အတန်လည်းခုနကြားခဲ့တဲ့အတိုင်းပဲဆိုတော့ထပ်ပြောရမယ်ဆိုလို့ရှိရင်တော့ဗျာအရင် very high quality မဟုတ်ဘူးကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားနေတယ်ခုနဟိုပဲဖိတ်ခေါ်မှုကိုပဲဆက်ပြီးတော့ဖိတ်ခေါ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအခုလာမဲ့2026ခုနှစ်ဇွန်လ26ရက်နေ့ပေါ့နော်အခုလာမဲ့တောက်ကြနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Living Dignity for the Blind ပေါ့နော် LDB ကနေပြုလုပ်မဲ့ဒီမျက်မြင်တွေအတွက် app မိတ်ဆက်ပွဲလေးတစ်ခုရှိတယ်ဗျာအဲ့တော့ည9:00နာရီမှာပြုလုပ်မှာ Zoom link ကိုကျွန်တော်တို့ social media ကနေပြီးတော့မှကျွန်တော်တက်နိုင်ဆုံးဖြန့်ချီပေးသွားမယ်ဒီဘယ်လို app မျိုးဖြစ်မယ် app မိတ်ဆက်ပွဲကဘယ်လို application မျိုးဖြစ်မယ်ဆိုတာကိုနီးပညာကိုစိတ်ဝင်စားတဲ့မျက်မြင်တွေတက်ပြီးတော့မှ join လို့ရတယ်အထွေထူးတော့မဟုတ်ဘူးပေါ့နော်သို့တော်လည်းစိတ်ဝင်စားပွဲကောင်းမဲ့ application လို့ပဲပြောချင်ပါတယ်နော်အဲ့ဒါလေးကိုလာပြီးတော့တင်ပြပေးတာပါအခုကတော့ဒီမှာကျွန်တော်တို့မြန်မာသားအတန်တွက်လေးတွေပေါ့နော်ဆိုတော့တစ်ချက်နည်းနည်းပါဆက်ကြည့်အောင်နော် မနာအကက်အစင်ကလာမင်းပါဆောက်မင်္ဂလာပါ မင်္ဂလာပါဟုတ်ပြီ ကရပေဝတ်နာတော့တက်အကတော့အောက်ကန်ကလို့တစ်ချက်တော့အောက်ရအချမ်းပါမင်္ဂလာကျွန်တော်ကတော့ကိုအေဂျင့်ပါမင်္ဂလာကျွန်တော်ကတော့ကိုအေဂျင့်ပါ ဟုတ်ပြီဒါကတော့ဟိုပါပေါ့ကျွန်တော်ပြုလုပ်နေတဲ့ TDS လေးဖြစ်ပါတယ်โอเคဒီလောက်ပါပဲเนาะဒီလောက်ပါပဲဒီအရှိမလဲ Android နဲ့ပတ်သက်တဲ့ဟာဒီ MVDA ဒီမြန်မာသားဟိုပါပေါ့ဆိုလို့ရှိရင်လည်းဒီ Android ဟောမြန်မာသားတွေရော Android တွေရောရှုပ်နေပါပြီဗျာMVDA add-on ပေါ့ဗျာเนาะကွန်ပျူတာအတွက်ဆိုရင်ဒီ MVDA add-on လေးဆိုတော့ကျေးဇူးတင်ပါတယ်ဗျာ26ရက်နေ့တောက်ကြနေ့ည9:00နာရီပေါ့เนาะ2026ခုနှစ်ဇွန်လ26ရက်နေ့တောက်ကြနေ့ည9:00နာရီမှာအားလုံးနဲ့ဆုံကျင်ပါသေးတယ်เนาะကျေးဇူးတင်ပါတယ်ဗျာ